ဟုတ်ကဲ့ပါကျွန်တော်ကတော့ထိုင်းနိုင်ငံကဦးစောလင်းဖြစ်ပါတယ်ခင်ဗျာလိုင်းဘော်ကကိုမတွေကိုကျွန်တော်ဘက်ကပြီးတော့ပြောတရားစကားလေးရှိလို့ကျွန်တော်ဘက်ကဒီလိုင်းဘော်ကိုတက်ခဲခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပုံတူပုံဟောင်းနေနဲ့လိုင်းဘော်မှာလိန်စားညာစားတဲ့လူလိန်လူညာတွေရှိနေပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဘက်ကပြီး3လပိုင်း16ရက်နေ့3နာရီ16မိနစ်မှာကျွန်တော်ကူညီပြီးလို့အောင်မြင်သွားတဲ့မှတ်တမ်းအေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသူ့လိုမျိုးပဲခင်ဗျားတို့ဘက်ကအောင်မြင်ခြင်းနဲ့ပေါက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ကပြီးအလင်းညာမရှိဘဲနဲ့ကျွန်တော်ကိုယ်တိုင်ဓာတ်ရိုက်လွှင့်ထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့မိတ်ဆွေများကပြီးတော့ကျွန်တော်ရှိမှလာယူပါစစ်မှန်တဲ့ကဏ္ဍကိုပေါက်ခြင်းနဲ့စစ်မှန်တဲ့ကဏ္ဍကိုထိုးခြင်းနဲ့တကွက်သေးကိုပတ်မှန်နိုင်ထိုးခြင်းပါတယ်ဆိုတဲ့မိတ်ဆွေများကျွန်တော်ရှိမှလာယူပါကျွန်တော်ဘက်ကပြီးတော့ခင်ဗျားတို့ကိုဘာကြောင့်လိုက်ရှိုးတင်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့နာမည်ဒီကျွန်တော်ရဲ့ပုံတွေနဲ့လိန်စားညာစားရှိနေလို့ကျွန်တော်ဘက်ကပြီးတော့ကျွန်တော်ဓာတ်ရိုက်လွှင့်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ထိုင်းနိုင်ငံကကျွန်တော်နာမည်ဦးစောလင်းဖြစ်ပါတယ်ကျွန်တော်မြန်မာသူအားလုံးကိုကျွန်တော်ဘက်ကပြီးတော့တရဝင်းစနစ်တကျနဲ့ကူညီပေးမှာဖြစ်ပါတယ်အွန်လိုင်းပေါ်မှာလည်းလိန်စားညာစားဖြစ်နေတဲ့ဇာတ်တွေအများကြီးပဲဖြစ်နေပါတယ်ခင်ဗျားတို့ဘက်ကအတူရောင်တွေကိုယုံစားနေမယ်အတူရောင်တွေကိုလိုက်နေမယ်ဆိုရင်တော့ခင်ဗျားတို့ဘက်ကအမှားကြီးမှားလိမ့်မယ်ဗျနော်ကျွန်တော်ရဲ့ live show ကိုကြည့်နေတဲ့မိတ်ဆွေတွေကလည်းအသေးနှိပ်ကြ copy link ယူ share နှိပ်အပေါင်းနှိပ်ဟုတ်ကဲ့ပါမိတ်ဆွေများကိုကျွန်တော်ဘက်ကပြီးကူညီပေးခြင်းလို့တော့မဟုတ်ဘူးဗျဒါပေမဲ့မိတ်ဆွေများကကြွေးတွေမြေတင်းနေတယ်ဘဝတွေမှာကြီးကျယ်ဒုက္ခရောက်နေတယ်ဆိုတဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကပြီးတကွက်တည်းပေးမယ်မိတ်ဆွေများကပေါက်ချင်တယ်ထိထိမိထိုးချင်တယ်တသိန်းဘူးနှစ်သိန်းဘူးထိုးနိုင်တယ်၄-၅ သောင်းဘူးထိုးနိုင်ပါတယ်ဆိုတော့မိတ်ဆွေများကကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုပေးပါကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီကျွန်တော်တယောက်တည်းကင်ဆောင်တဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်3993လုံး361 534ပါဗျဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုပါ